ကင်လုံးလေးတွေနည်းနည်းဈေးကျလို့လို့ရောင်းပေးအောင်ပဲနော်သူဒီနေ့ကတော့ Redmi Note 30တို့ Note 30 Pro တို့ပေါ့နော်သူလက်ရှိမှာဆိုလို့ရှိရင်ဆိုင်မှာရောင်းရတဲ့အကောင်းဆုံးဖြစ်တဲ့ Redmi Note 30 Pro ပေါ့နော်စစထွက်ပြီးလေးကအခုချိန်ဒီရောင်းရအကောင်းဆုံးနဲ့ပြီးတော့ဈေးနှုန်းလေးလည်းအရင်တန်ဆုံးပေါ့နော်ဒီဟာလေးကတော့ပါကင်လုံးလေးကိုမှဈေးလေးရခုဆိုရင်ကျသွားလိုက်တာအရင်ပဲအခုချိန်မှာဝင်မယ်ဆိုလို့ရှိရင်တော့ဈေးရန်တန်တဲ့ချိန်ပဲပေါ့နော်ဒီကောင်လေးတွေကိုပါကင်လေးတွေဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်ဈေးနှုန်းလေးတွေက128ကိုမှ Note 30 Pro 5G က6,600နဲ့9,000ကျန်တဲ့ဝယ်လို့ရရှိနိုင်ပါပြီ။ငကိုတော့ကဒီကောင်တွေက9သိန်းကျော်8သိန်းနာကတ်တယ်ဆိုတော့လေအခုဆိုရင်ဈေးတွေကတော်တော်လေးကျသွားတာလေအရန်တန်နေပြီလား။ဟို Note 30 5G လေးဆိုလို့ရှိရင်လည်းပေါ့နော်9သိန်းဝန်းကျင်မှာဒီကောင်လေးဆို9သိန်း3,000နဲ့9,000ပဲရှိရတယ်။ RAM 812 GB နဲ့ဝယ်လို့ရမှာပေါ့နော်။ဒါလေးတွေဆိုလို့ရှိရင်လည်းပါကင်လုံးကိုအမှတ်တစ်နှစ်နဲ့ဝယ်ရရှိနိုင်ပါတယ်။နောက်တစ်ခုကအမတို့မုံလို့စီမှာပေါ့နော်အရေးကြနဲ့လည်းဝယ်ယူအားပေးနိုင်ပါတယ်။မုံဒီမှာဝယ်ယူအားပေးခြင်းတဲ့ customer လေးတွေအားလုံးပေါ့နော်ရန်ကုန်မြို့အင်းစိန်လမ်းမှာပေါ့စမ်းရင်2လမ်းနဲ့3လမ်းကြားမှာရှိတဲ့ထာဝရမိုဘိုင်းကိုလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။ online ကနေအားပေးခြင်းတဲ့ customer လေးတွေလည်း39 82,345ဘိုင်ဘာနေပြီးတော့ဆက်သွယ်မှာယူအားပေးနိုင်ပါတယ်ရှင်။အရေးကြနဲ့ဝယ်ယူအားပေးခြင်းတဲ့ customer လေးတွေကတော့မှတ်ပုံလေးမူရင်တကောင်စီရင်မူရင်နောက်ပြီးတော့ရက်ကွက်ထောက်ခံစာနဲ့ဝင်ငွေမှန်ကန်ကြောင်းထောက်ခံစာလေးရှိရပါတယ်ရှင်